ဒီချန်ကတော့ချက်ကြီးတော့ကကေမရာရေဟိုဘက်ကလာဝခရန်ဖရိုက်ပြီးဒီဘက်ကထိုင်းနိုင်ငံခရန်ဖရိုက်ပါရီဒီဘက်ခရန်မှာဆိုလို့ဟေကတော့လာဝကိုဝင်လာဖရိုက်ပါရီစင်ကာမနီနောက်ကမောင်းလိုက်တဲ့ဒီလာဝကိုဂိုက်ပေါ်ဖရိုက်ပါရီဒီလာဝဂိုက်မှာဆိုလို့ဟေကထိုင်းဂိုက်တင်လောက်တော့ရှောက်ရှက်တော့မဟိပါရှင်းချမ်းလန်းရှင်းနဲ့ဂျိုဖရနိုင်ဖို့ဖရိုက်ပါရီဒီဂိုက်ဂျိုပေးရလို့ဆိုလို့ဟေကတော့ဒီ BNJM လို့အဝန်ကိုရောက်လာဖို့ဖရိုက်ပါရီတိုက်ကီမမလို့မတွေ့ရပါတိုက်ကအများဆုံးအဘရန်ငါထားပုံထားလောက်ပဲတွေ့ရပါတယ်ဒီအိမ်ဘူးရှိတဲ့တိုက်ဘူးရှိတဲ့လောက်ပဲအဓိကအဘရန်တွေ့ရပါတယ်ကောင်းပြီးတိုးတက်နေလို့လေပရိုဂရမ်နဲ့အနေထားတစ်ခုပါသူတို့လေးပဲဒီလာဖို့နိုင်ရွာနေမှာတော့ဒီ BNJM လို့သာတိုးတက်လာဖို့မလို့စရန်နေမှာတော့ပါဝင်နေပါတယ်ဒီဆိုင်ကတော့ဒီ BNJM မှာဆိုလို့ဟိုတော့နာမည်ပြီးဆိုင်ဖိုက်ပါတယ်ဒီဆိုင်မှာဆိုလို့ဒီလာဝရဲ့အဆက်အစပ်တွေကို run လုပ်ဖိုက်ပါတယ်မြန်မာဝန်ထမ်းတွေလည်းဟိတော့တော့မြန်မာစကားကောင်းကောင်းတက်ကြတော့အောင်ဒီဆိုင်မှာဆက်အဆန်ပေးပါတယ်မလို့အလေးတိတိမှာဆိုလို့ဟိတော့ဒီဘဒူဆိုင် guide တကဟိပါကိုဘဒူဆိုတော့သူကတကားကိုပို့ဆိုဖိုက်ပါတယ်ဆိုင်ဆိုတော့subscribe ပါတာနဲ့ဆိုလို့ဟိကိုကြာရကနေလာဆိုဖိုက်ပါတယ်သူကအောင်ပွေးပါအောင်ပွေးတကားဆိုပြီးပြောလာပါလိမ့်မယ်အောင်ပွေး guide ပါအောင်ပွေးခိုင် guide ယူဆောင်အတိုက်တွေဖွင့်လို့ရပါတယ်ဒီချမ်းကဒီ BNJM လို့စိုက်ပွေးအောင်နိုင်မှုဒီမှာ guide တော်လို့ဘလိုရပါတယ်ဒီနေ့မှာသုံးထားတဲ့အဓိကလက်ရကတော့အိန္ဒိယနိုင်ငံ Dutch မှာပေါ့ခရီးခံပြီးရေးဆွဲထားတဲ့ design ဖြစ်ပါတယ်ဟိုခရီးမှာမန်နီယာစကားတော့ဒီဖရမ်တောင်းလာဖရာဖိုက်ပါတယ်မြန်မာနေကတော့တောင်းလန်ဖရာလို့ခေါ်ပါတယ်သူကဖရာရဲ့မူလနာမည်ကတော့ဒီဒိုဂါဆူလာမင်းစီဒီလို့ခေါ်ပါတယ်ရွှေချထားတဲ့ဖရာတင်မှာတပါပါဖိုက်ပါတယ်ဖရန်စီဒီဆိုလို့ရဲ့စီဒီဘောက်30ကျော်လောက်ဟိလို့သိရပါတယ်ဒီစကားအရင်ကဆိုလို့ဟိတို့ဟာဗောက်တာဘာသာဖရာကြောင့်မဟုတ်ပါဒါရာစုမှာဆိုလို့ရဲ့ဟိန္ဒူဖရာကြောင့်ဖိုင်တဲ့အရင်ဆုံးတိဆောက်ပါတယ်လို့သိရပါတယ်သို့တော်လည်းပဲဒီအတောကပရံကသာသနာပြုစီလွှတ်ထားတဲ့အခါမှာရဟန္တာဖိုက်တဲ့ဘူရီရှန်ဆိုရဟန္တာနဲ့ရဟန္တာ၅ပါးကနေပြီးဖရာရှန်ဤတတ်တို့ဖိုက်ရန်ရိုးတို့ကိုတည်ဆောင်ပြီးတဲ့သာပနာဖိုက်တီထက်ခါတဲ့ဖရာလိုလေသိရပါတယ်ဒီစစ်သုံးလာစုမှာဆိုလို့ရဲ့ခမာတင်ကဒီလာအိုကိုဝါရောက်သိနေခါမှာဆိုလို့ဒီဖရာဇာတိပရိုဂျက်ပြင်စီခါရဆိုဖိုက်ပါတယ်ခမာအဝါမှာတွေ့ခါတဲ့လမ်းကိုလေးပဲတောင်လန်းလို့နာမည်ပြီးခါဆိုဖိုက်ပါတယ်ဒီနေရာမှာ1000ခါရလစ်နဲ့တခုနဲ့မှာဆိုလို့ရဲ့အိန္ဒိယကအဲ့ကွန်ပဏီကနေပြီးလာတော့ပြီးဒီဖရာကိုအိတ်ခိုင်အခါမှာမှတ်တမ်းတောက်ထားရတာဒီနေရာမှာရွှေတန်ရှင်ဘောဇလောင်းလေးဆိုပြီးလက်ရှင်ပေါင်း1000လောက်ထိရွှေခွန်းနဲ့တင်ထားပြီးဖရာထောက်တာပူထားရေးဆိုပြီးမှတ်တမ်းပေးထားရေးအထောက်ထားတင်ဟိပါတယ်ဒီအထောက်ထားရဆိုလို့ဒီတို့ကဒီပမာတဲ့နောက်ပြီးယောတရားတဲ့တောက်တွေကနေပြီးဒီဖရာမဟိရွှေတွေကိုသိမ့်ဖို့အတွက်အင်း site ထိုးထားတဲ့အပြင်လေးအများကြီးဟိထားပါတယ်အခုဒီမှာမလာနီယာဆိုဒီကတော့ဟိန္ဒူလဲဟာဒီဖိုက်ပါတယ်အကုန်လုံးကဒီဟိန္ဒူတွေဖရာကြောင့်ဒီတော့ဆောက်ပါတယ်အခုအကြံနေလို့ဒီနေရာမှာပရမီရဲ့ခံစားလာတတ်တဲ့ဒီဖိုက်ပါတယ်ဒီနေရာမှာဆိုလို့ဒီထိုက်တင်1820ရှက်နဲ့ကဆိုလို့ဒီလေထိုက်တင်ကျူလာရဲ့ background နဲ့ဒီဖရာရဲ့အဆောင်အုံလေးဆိုဒီတကြပြိုစိတ်ကြီးရပါတယ်နောက်တစ်ခေါက်ကဆက်လက်ဆိုလို့ဒီ1000 cross နဲ့ခနိုင်မှာဆိုလို့ဒီပရန်တိုင်းနဲ့ထိုင်းစိုက်ပွဲတော့မှာဆိုလို့ဒီလင်းရတဲ့နဲ့အပြည့်ဒီ
လာအိုကိုပုံရှာခါအတွက်လည်းဒီ Ferrari brand တွေဒီဂျိုဘရက်ပြည့်စည်ခါဆိုဖိုက်ပါတယ်ဒီနေ့လို့ဒီ Ferrari brand တွေကိုကားတွေဘောမပေးပါဆိုရဆိုရဲ့မိတ်တွေကအောက်မှာမခိုင်ရတဲ့အတွက်ပါမှာဒီနေ့လို့ဒါဖို့ဆိုလို့ရတော့ကားကို Ferrari brand ရဲ့အပရမတာရာထာကအမ်ပူဇာဖိုက်ပါတယ်ဒီနေရာမှာတော့ကဒီ Ferrari ရဲ့တက်ဆိုင်မိုင်းဂရောင်းတွေကိုပကြီးကားတွေနဲ့အကောင်းဆုံးကိုခါကြပတ်သက်တဲ့တွေကိုတွေ့ရဖို့ဖိုက်ပါတယ်ဒီ brand ဆိုပြီးအမျိုးသားရေး platform ဖိုက်ပဲဒီလာသမိုင်းရဲ့ထန်ရှားရနေရာတဲ့ထန်ရှားရအဆောင်အုံတွေရဲ့အဓိက main point ကြရဒင်းထားရလာအိုရဲ့အမျိုးသားရေးဝါဒအမျိုးသားအထိမ်းအမှတ်နေရာဆိုလေမမှာပါဒီနေ့မှာဆိုလို့ဟဲ့ကတော့သူတို့ရိုရာပရက်စီတီကိုဖောင်ရှာနေရတယ်ရွှေတကုန်းမှာပဲဖရာစီတန်နေလေဒီလိုကိုတွေ့ရပါတယ်ဒီမှာလာအောင်နဲ့သက်ဆိုင်ရဲ့ထိမာရောက်တို့ကြီးအန်ဂျီရှိတဲ့ရက်ချက်တွေကိုတွေ့ရအောင်ပါတယ်ဟိုဟိကနောက်ထပ်လောက်တန်နေရတော့ကတော့ဗုဒ္ဓဘတ်ဖိုက်ပါတယ်ဗုဒ္ဓဘတ်ကဒီပြန်ချမ်းမလို့ကဆိုလို့ရအရိတ်တော့ပဲ9 ကီလိုမီတာအကွာမှာမေကွန်ရိုက်ပေးမှာတည်ရှိပါတယ်ဒီရှမ်းနေမှာဆိုလို့ဒီဘာသာရေးပုတ်လဲရတဲ့အများကြီးကိုထူဆိုင်ထားတဲ့နေရာလို့လေတီရာပါရီရရှမ်းမှာစာရင်းပို့လို့ဆိုတော့လက်ကြည့်ခဲ့ပါမယ်ဒီကားကတော့အနည်းဆုံးမိနစ်30နေပါလောက်စီးရဖို့လို့တီးရပါတယ်ဒီကဒီရှမ်းကတော့ကဒီဗုဒ္ဓဘတ်လို့ခေါ်ရဲအဝဝဖိုက်ပါတယ်မန်ဝနေရပါဒီနေ့မှာဝရှမ်းတို့ကတော့ဒီဟိန္ဒူဘရာရောက်တူတင်နောက်ပြီးဗုဒ္ဓဘာသာဘရာရောက်လို့တွင်တော့အဓိက brand တွေ့ရပါတယ်ပြီးခဲ့ဒီမှာအလုံးဝဲရအဆောင်ဝီးတခုလေဒီနေ့မှာတွေ့ရဖို့ဖိုက်ပါတယ်ဒီနေ့ကိုအဓိကတော့သူတို့ကဆောင်ခိုင်းလို့ခေါ်လို့ပြရပါတယ်ဆောင်ခိုင်းဆိုတာဒီဘီနန်ဘာသာနဲ့ဆိုလို့ဟဲ့ကတော့ဝိညာဉ်လို့တော့ဖိုက်ပါတယ်ဒီဟိန္ဒူယဉ်ကျေးမှုဦးနဲ့နောက်ပြီးဗုဒ္ဓဘာသာယဉ်ကျေးမှုကိုပေါင်းစပ်ထားတဲ့နေရာဖိုက်ပါတယ်ဒီနေရာမှာဆိုလို့ဗုဒ္ဓဘာသာယဉ်ဒီပကြီးကရောင်းလောက်ကြတဲ့တော့မကပဲနဲ့ဟိန္ဒူရောင်းလုံးလောက်ကြတဲ့သူတို့ရဲ့ယဉ်ကျေးမှုတွေကိုပါဒီနေရာမှာရောင်းလုံးလောက်ကြတဲ့နဲ့ထူဆိုင်တဲ့ဆိုကိုမနာဖို့ဖိုက်ပါတယ်ဒီရှမ်းကတော့ကဒီလာအိုတိုင်းမှာဆိုလို့ဟဲ့တော့ကဘာသာတော်နှစ်ခုရဲ့ယဉ်ကျေးမှုအမွေနဲ့ကိုထိမ့်သိမ့်ထားတာနေရာဆိုလေမမပါဒီနေရာမှာရောင်းလုံးလောက်ကြတဲ့ကိုပြည့်သွားပါဘာသာရေးဇာပိုင်လေးပတ်ခါလေးဆိုတော့ဒီကမန်ဒရီယာကိုနေရာတို့ဖိုက်ပါတယ်ဒီမြန်မာနေကတော့အဓိကတော့ဗုဒ္ဓပန်ခရန်လို့အဓိကခေါ်ခဲ့ပါတယ်နင်ခရတ်တရားတို့ကဗုဒ္ဓဘတ်လို့ခေါ်ပါတယ်ဒီလာအိုဒီမှာဆိုလို့တို့ကဆောင်းခိုင်းဆိုပြီးခေါ်စကိုလို့ပြရပါတယ်အဲဒီဇာတိဟိလေးတစ်ခါလောက်ပြခဲ့ပါမယ်ဒီညမှာရောက်တို့တွေကတော့ပုံစံမျိုးစုံပါဟိန္ဒူရောက်တို့တွေမဟာယာနရောက်တို့တွေတွေ့ရပါတယ်ပုံစံလက်ရတွေကတော့ကိုခိုက်ပုံစံလက်ရမျိုးမဟုတ်ဘဲနဲ့ဒီ1800နောက်ပိုင်းထိုးထားတဲ့လက်ရတွေကိုအဓိကတော့တွေ့ရတယ်လို့စာရီမာရီတီစာလို့ဖတ်ဖို့ပါတယ်ဒီအဆောက်အဦကတော့ကောင်းပြီးနောက်မကြတဲ့ဓမ္မရီနောက်ပိုင်းမှာတိဆောက်ထားတဲ့အဆောက်အဦထိုက်ပါဖို့ဒီနေရာမှာဒီအခေါင်ကြီးကျွမ်းဒီမှာဆိုလို့အစံပုံစံရှိပါတယ်ဒီသုံးဆန်းကိုတော့သူကဒီကျောင်းလမ်းကောင်းရှိတယ်ပြီးထားရဲ့ရလမ်းကောင်းရှိတယ်ကနေပြီးတော့ဝန်လာလာဆိုတော့ဖိုက်ပါတယ်ဒီအစံတစ်ဆန်းနဲ့တစ်ဆန်းကိုဒီကျောင်းလက်ကားကြက်ကြက်ရှိတယ်သူတို့လောက်ပြီးထားပါတယ်အညာချကနေပြီးတက်ပြီးလောလာဆိုပါတစ်ဆန်းတက်ပြီးနောက်တစ်ဆန်းကိုလေရောက်ရှောင်းတိုင်းcrossing ကဖောက်ပြီးပြောရဆိုပါဒီဘက်အတွန်းတိမှာဆိုလို့တို့ကသူတို့ရောက်တော့ကြတယ်ထိထားပါတယ်ရောက်တဲ့ပေါ်ရင်လောက်ကြည့်ခဲ့ပါမယ်ဒီမှာ guide တကားဟိပါတယ်ဒီမှာသူကမော်လိုရာပေါ်ပေါ့ကိုပြီးထားပါတယ်ဒီ descension တိုင်းမှာကျွန်တော်ရောက်လုံးတယ်ဒီမြန်မာနိုင်ငံမှာဆိုလို့တို့950စီရောက်လုံးကထူထားတဲ့ပုံစံမျိုးဟိုသူတို့ဒီမှာသူတို့ဇတ်တော်တွေကိုဟိန္ဒူဇတ်တော်တွေဗုဒ္ဓဘာသာဇတ်တော်တွေစာရီတီယာသူတို့ရောင်းလုံးရောင်းကွာနေနဲ့ဒုပလာထားပါတယ်ဒီမှာအတွန်းတိကနေပြီးကလေးလက်ကားတွေလောက်ပြီးတော့ပါရလေကားကနေပြီးတက်နာလာလို့လေရောရပါတယ်ဒီချင်းကဟိန္ဒူဇတ်ထင်ပါတယ်ဒီရှာရှာပြမှာပဲ
သိပါဖို့ဒီဇက်တို့တွေကိုတော့ကောင်းပြီးနားမလေးပါစာအကောင့်ကို research ဆိုတော့ဒီအတွန်းထက်ကလက်ကတည်းရှိပါတယ်ပုံစံအမှန်ဆုံးမှာဆိုလို့ဒီကောင်ဒီချောင်းတိုင်ကြီးတိုင်ထူတော့ပါတယ်ကောင်းဝေးမှန်ပါတယ်ပုံစံဟိုမှာအပေါ်ဆုံးဒီကိုဟိုသူကဒီချောင်းလက်ရရှိတဲ့လောက်တော့ပါတယ်ဒီအပေါ်ကကိလိုက်တော့ဒီချောင်းမှန်ကောင်ကိုမနာဘူးပေါ့ဟိုမှာတဆုံးဒီကဒီချောင်းရောလုံးရောက်ပါတယ်အပရိပါဒီချောင်းကတော့ဒီအတွန်းပိုင်းမှာသူတို့မနာရဲရောလုံးရောက်ပါအကျိုးပေးဒီပုံစံမျိုးမှာသူတို့လည်းပဲသူတို့ကအမူရလက်ရကိုထိမ့်သိချင်တော့ကောင်မပူပါမှာဒေတိုင်းထားပါတယ်ရိခန့်နေတွေ့လိုက်ပါတယ်ဒီချန်ကတော့ထွက်ပေါက်ဖိုက်ပါတယ်ပရမီကြီးထွက်စပါရအပေါက်ကတစ်ပေါက်ပဲထားပါတယ်ဒီချန်မှာဆိုလို့ဟိန္ဒူဖရာရောက်တို့တွေနောက်ပြီးဗုဒ္ဓဘာသာဖရာရောက်တို့တွေအစရှိကြပါရေဆွေးထားပါတယ်ဒီချန်ကဘလူးရီနဲ့မန်သမီတင်ပါတယ်ဒီချန်လေးဗုဒ္ဓဘာသာရောက်တို့တွေမှာဒီချန်ကဂျင်းတင်ပါတယ်ဒီချက်ကဟိန္ဒူရောက်တို့နေဖိုက်ပါတယ်ဒီချက်ကစာရောက်တင်လို့မသိရပါညပုံစံမျိုးစုံမှာအောက်မှာတော့သူတို့လာဖို့ဘာသာစကားနဲ့တော့စာလန်ထိုးထားပါတယ်ဒီချာတော့ဝတ်တုံးတူထမ်းပါတယ်စံပန်ကိုညှိနေကြပါဟုတ်ပါတယ်ဒီချာဟိုမန္တကလာတိုက်ရဲ့အခန်းနဲ့တူပါတယ်ဒီချာကတော့စာတော့တူမသိပါဘူးဆိုကြည့်ဒီနေ့ဟိတ်တွေပါဟိတ်ခလုံးတွေနှခါတွေစုံပါတယ်ဒီချာကတော့ဟိန္ဒူ platform မြင်ပါတယ်အောက်မှာဆိုရင်မွန်ကြီးရိုက်ပတ်ထားတယ်ဒီမှာဟိန္ဒူနဖရာမနဲ့တူပါတယ်ဒီမှာကနာဟိန္ဒူတက်လို့မဟုတ်ပါတခါတော့ဒီဟိုတိုင်းစံနဖရာတွေစိုင်းစီအပရာအများကြီးလေးတွေ့ရပါတယ်ဟိန္ဒူယဉ်ကျေးမှုမှာမတွေ့ရတဲ့နဖရာတွေလည်းဒီနေရာမှာတွေ့ရပါတယ်နောက်ထပ်တစ်ခုလောက်ဒီကပါမယ်ဒီရှန်ကတော့ဒီလောင်ဖီကိုအာမီမြူဇီယံလို့ခေါ်ပါတယ်ဒီမြူဇီယံမှာဆိုတော့ဒီပလက်တိုက်မှာဆိုတော့တို့ကဒီစိုက်သမိုင်းပလက်တိုက်ဆိုတော့ဒီလာအိုပေတူတင်ကနေပြီးဒီကျူကျူလာကဒီရန်သူတင်ကိုစားပဲခုခံခါလေးဆိုတော့သမိုင်းအဆိုင်ဆက်ထိမ့်သိမ်းထားတဲ့ရောက်ပုံလေးနောက်ပြီးစိုက်လက်နဲ့ဒီပြက်စီတင်စိုက်စီရပြန်ရဆက်ကိုအဆိုင်စံပလက်တိုက်တွေညှိအောင်ဖိုက်ပါတယ်ဒီနေရာမှာဆိုတော့ဝန်ဝရှန်သူတို့ကသူရဲ့သမိုင်းဂရမ်ကိုရောက်ရှန်နေနဲ့ပြလာဖို့နေရာဖိုက်ပါတယ် History, economy, etc. The resistance war against the French colonialists in Vietnam came to the final victory and the Geneva Agreements were signed. Despite being a member of the Geneva Conference, the United States claimed to be not bound by the agreements and sought to ask the French and engage militarily in the Chinese countries. In 1955, the United States established a special unit in Laos to militarily support the Lao Warrior Army to fight against the Pathet Lao. The south of
Vietnam, the United States set up the puppet government of Rhodesia, aiming to permanently divide Vietnam. In response to the then Vietnamese revolutionary conditions, on May 19, 1959, Transport Group 559 was established to support the Southern Vietnam Theater with forces and goods. In Vietnam, the first transportation route was formed in Hai Hoa, a Vietnam district of Quang Tri province, to manually send weapons and forces to South Vietnam. In early 1960, the U.S. entered to British to the west of Quang Tri in an effort to cut off the route and support the Lao Puppet Army to attack the Pathet Lao force. In January 1961, the Vietnamese Volunteer Army and the Pathet Lao Liberation Army conducted an offensive operation in central Laos. The area was then expanded, connecting with Lower Laos and southern Vietnam. Communication passed for manual transportation of goods in Laos. To fight against U.S. invaders, the Vietnam Workers' Party and the Lao People's Revolutionary Party agreed on the opening of the Chim Sen Transportation Trail in Laos, supporting operations in the theaters of the three Indo-Chinese countries. On June 14, 1961, the first communication route for manual transportation in Laos was set up from the west of Vietnam's Quang Minh province to the half of Laos Savannah province. In 1963, the route was extended to southern Laos to the Indo-Chinese junction, bringing goods to Vietnam's Central Highlands provinces. From 1961 to 1964, the route had transported over 4,000 tons of weapons, tens of tons of food, and 31,000 participating troops to and from the southern theater. Road for motorized vehicles. In 1965, the need for transportation of weapons and goods to the southern theater increased. Motorized transportation quickly took over the bicycles. Many sections of the route were then renovated and expanded for trucks to bring goods from Vietnam to provinces in central Laos. Route 12 was built when the French came to exploit Indochina, connecting Vietnam's Quang Minh province with Kham Muan of Laos. Route 8 connected Vietnam Hà Tĩnh province with Laos Boli Kham Sai and Kham Muan provinces. In 1968, Route 12 was attacked fiercely. Therefore, Route 8 was used for goods transportation to Laos. In 1966, the Chim Sen troops opened Route 20 from Vietnam's Quang Minh province to Buon La Pha district of Kham Muan province of Laos. In early 1969, Route 18 was built, running from Route 10 in Vietnam to Sepon district of Savannah province. Route 16 ran from Hai Bang of Vietnam's Quang Minh province to Dong Hamlet of Savannah province. Route 9 connected Vietnam's Quang Tri province and Laos Savannah province. This was an important horizontal
connecting various southward routes and bypasses, where there were a lot of strategy proposed of the Chingson Trail in Laos, such as Nahi, Hoving, Hulu, and Murphy. Southward routes. Route 129 connected Route 9 and Route 12. This was the first north-south route for motorized vehicles opened in 1961 in Laos. In 1971, Route 129 reached Aksum of Champasak province. Route 128 started from Nusa Pass of Vietnam Quang Binh province, crossing Route 9 to Sadi, down to Ba, and Tasem of Atabu province, before making re-entry to Vietnam. Route 128 was the backbone of the Chingson Trail system. In 1969, Route 128 was opened running through primeval forest, forming a secret route for vehicles to run in daytime. The route started from Route 128 in Ba Lao and ended at Nam Phu Kieu on Route 9. Route 2922 started from Dong Prophet down to Sadi and ended at kilometer 4 of Amaxi Road. Secret Road 24. After the Route 9 Southern Laos campaign in 1971, the U.S. Air Force increased nighttime raids against transportation trucks using AC-130 aircraft. To deal with that plot of the enemy, the Chingson Company built a secret Route 24 under the foliage of old forest for vehicles to travel during daytime. The route started from kilometer 6 of Route 18 in Vietnam and ended at Depot K4 in Phi Ha of Atabu province, with a total length of 3,400 kilometers. It was creative of the Chingson Jews to open a secret route for daytime transportation, reducing losses due to U.S. air raids. Routes from Laos to Vietnam. They were upgraded from roads for manual carriage for motorized transportation. Route B70 running to Quang Tri province. Route B45 to Chi Yên Theater. Route B46 to Quang Nam province. Route 49A running from Cambodia past Laos to Quang Tum province was for the transportation of supplies to Laos and Cambodia and food purchased from northeastern Cambodia back to Vietnam. In addition to the 4 southward routes and 10 main horizontal routes in Laos, there were also dozens of bypasses to deal with U.S. air raids, ensuring reinforcements for the south.ဒီပလက်တဲ့တွန်းထဲမှာတော့ခါသူတို့တမိုင်းတခြားရုံးကန်ခါရည်ပုံစံမန်ခွန်းတွေကိုဒီကပြန်တမိုင်းဝါပုံတင်တမိုင်းဝါလက်နက်တင်တမိုင်းဝါသုံးဆောင်ပစ္စည်းတွေကိုဒီကပြန်တင်စီထားရပလက်တဲ့primary ဒီစာပိုင်တင်တဲ့ပုံစံမျိုးလေးစာပိုင်သူတို့ဝါစုံတွေကိုသုံးဖို့ခါအလေးဆိုတော့တွေကိုဒီကပြန်ခန်းချမ်းပလက်ထားပါတယ်ဒီလာအိုနိုင်ငံဆိုဒီမြန်မာနိုင်ငံထိုင်းနိုင်ငံနောက်ပြီးဗီယက်နမ်နိုင်ငံအစရှိသည့်နိုင်ငံပေါင်းစုံကနေပြီးစိုက်ထိုးမှုစိုက်ဆံမှုတွေကိုအဓိကပြန်ခံထားရတဲ့နိုင်ငံတွေဖိုက်ပါတယ်နိုင်ငံတစ်ခုပေါ်ပေါက်လာဖို့အတွက်သူတို့ရုံးတင်ရတဲ့ခါမှာလည်းပဲဒီ
အာမီစိုက်တဲ့တကုံမပေါ်ခမ်းမှာဒီပြည်သူတွေကပဲဝိုင်းဝန်းပြီးတိုက်ခါခါတွေအတွက်တော့ဒီပလက်တက်ကိုသူတို့ကနေပြီး people ဆိုတဲ့စကားလုံးကိုခရစ်ကတန်ထားတာဖိုက်ပါတယ်လာအော people အာမီဆိုပြီးသူတို့သုံးပါတယ်ပြည်သူစိုက်လို့ဒီဆောင်တမလို့ရနေပါဘောအရန်ကာလာတော့မှသူတို့အသုံးပြုခါတွေလန်နာတင်ဒီရှာနေပေါ့အကောင်လုံးကိုသူတို့ဒီပလက်တက်တွေမှာခံချမ်းပလက်တက်ထားပါတယ်မှတ်တန်ကင်မရာကအစဒီနိုင်ငံခြားဒီ socialite နိုင်ငံတခုဖိုက်ပါတယ်သူတို့master ရဲ့ land တစ်ခုကိုလွှင့်ထူပါတယ်ရရှန်ကိုတတိထပြီးခေမှာလာအိုနိုင်ငံကိုဝန်လို့ရဲ့အဓိကအလန်တစ်ခုတွေ့ရပါဘူးအလန်တစ်ခုကတော့ဟာသူတို့လာအိုနိုင်ငံရဲ့အလန် private နောက်အလန်တစ်ခုကတော့ဟာဒီလာအိုပြည်သူတွေရဲ့လာအို People Revolution Party အလန်တစ်ခုကိုတွေ့ပြီးထောင်တက်ကိုတွေ့မှာပေါ့ February နိုင်ငံတိုင်းမှာဆိုလို့ရဲ့တော့ဟာဒီနိုင်ငံအလန်တွေအထက်ကနေပြီးပါတီလန်တီစသည်ဘေးနာဝိုင်းရတာဆိုပြီးဟိပါဖို့တူတူလေးပဲဒီလာအိုနိုင်ငံမှာကြာကြတော့ဟာပါတီအလန်နဲ့ဒီနိုင်ငံတော်အလန်ဆိုသည် direct အနေနဲ့တပိုင်းအနေနဲ့ထောင်ပါတယ်ရရှင်ကဇာလေးစတိုရီကတပါတီစနိုက်ကိုအမေရိကန်ထားရနိုင်ငံဆိုရင်တပို February ဇန်စရီကရပါတီကလည်းပဲလာအို People Revolution ဆိုတော့ကဒီလာအိုပြည်သူတွေကတီထောင်ထားရပါတီလေးဖိုက်ပဲနောက်ပြည်သူကနေတီထောင်ထားတဲ့စိုက်တက်လေးဖိုက်ဆိုတော့သူတီစီရှန်ရဲ့အတွက် ground ဖိုက်ပါတယ်ဒီလာအိုကို run နိုင်ဖို့အတွက်အကုန်လုံးပြည်သူတွေကပူပေါင်းပါဝင်ခါရတဲ့အတွက် ground လာအိုပြည်သူတွေလည်းစိုက်တက် private စိုက်တက်တွေလည်းလာအိုပြည်သူ private ဆိုရင်အထိတ်မှကိုသူတို့လာရှင်တာ private နောက်တစ်ခုက socialization မှာအကုန်လုံးပူပေါင်းပါဝင်ပြီးတည်ထောင်ထားတဲ့နိုင်ငံလို့ဒီလိုသတ်မှတ်လို့ run နိုင်ဖို့တပါဒီချန်ကဒီလာအိုပြည်သူတွေရုံးကန်ခါရကြုံတွေ့နေခါရအခိုက်အတန့်မှာဖိုက်ခါရမှတ်တမ်းတပ်ပုံတွေဖိုက်ပါတယ်ဒီချောင်းကသူတို့ပို့ရှောက်တင်သူတို့ရဲ့ဒီခေါင်းဆောင်လာရဲ့ခေါင်းဆောင်ကြီးတွေရဲ့ပုံတွေကိုဒီမှာရှိုက်ဆွေးထားပါတယ်။ဒါဒီချောင်းတွေကတော့စုပ်ဆိုင်တွေမှာမျိုးသောစုပ်ဆိုင်တွေကိုလည်းခံချက်ပတ်ထားပါတယ်။ပညာရေးကိုစာပိုင်းသူတို့တွေတူတယောက်ရှာနေတဲ့စာပဲပန်းပုတ်ပြထားတာဒီဆိုကိုသူတို့မှတ်တမ်းတပ်ပုံလောက်တော့ပါတယ်။လေးဆိုင်ရန်တဲ့နှက်ကင်ဆိုပုံစံမျိုးသူပြည်သူတရားလုံးပူပေါပေါအောင်ခါရေးစိုက်ဖိုက်တွေ့ကြမှာ Rakan Red ညနေလေးပဲစိုက်တဲ့တဲ့ပေါအောင်ခါရေးဆိုကြောင်းကိုသူတို့မှတ်တမ်းပူထားပါတယ်ဒီရှာလက်နဲ့ဆက်ပါဒီမှာတော့တင်နှမျိုးစုံမှာကြည်ရှမ်းမျိုးစုံပုံစံမျိုးစုံနဲ့သူတို့ဒီဇိုင်းတွေနဲ့လောက်ထက်တဲ့ကတော့မနာပါတယ်เราก็ว่าคนในสนามในโค้ดဒီရှန်ကတော့အပရမှာပရထတွေစိုက်ပြည့်စည်တယ်ဖိုက်ပါတယ်ဒီမှာလေယံကြီးတင်ဒီပရထရဲ့ဘေဘီဝေးမှာအကုန်လုံးကိုလေယံကြီးတင်ဒီလိုပင်နှက်ကြီးတင်ဒီလိုတန်ကော့တင်အစရှိသေးအပရအကုန်လုံးကိုခံချမ်းပရထတဲ့စကိုတွေ့ရပါဟုတ်ဒီမှာရိုးရဲ့သူတို့စိုက်ပွဲလေရောက်ဖိုက်ခါတွေလာစိုက်ပွဲတင်ရဲ့သမိုင်းကြောင်းတွေကိုဒီမှာ restaurant အဝဇခုနိုင်နဲ့အစားပေါင်ခါစတဲ့ကိုရှာပြထားပါတယ်ပေါင်ခါရဲ့လေရင်တွေနောက်ပြီးဒီဘုံကြီးစိုက်တီးရပါအကုန်လုံးကိုခံချမ်းပြသထားဆိုတွေ့ရပါတယ်
ပြီးတော့ခါအရှင်ကသူရိုရာပြက်စီတင်ရောင်းဝင်ဆိုင်ကိုလက်ကြခဲ့ပါတယ်ဒီနေရာမှာဆိုတော့ကတော့ကဒီလာဝကနေထောက်လောက်ရကွန်ပြက်စီတင်ကိုအဓိကတန်သွန်းရောင်းချတဲ့ဆိုင်ဖိုက်ပါတယ်ဒီမှာလာဝကနေပြီးဒီဆန်ရောက်ရှိတဲ့အမှတ်တရရိုရာပြက်စီတင်ကိုဒီဆိုင်မှာလာပြီးဝေလို့ရနိုင်ပါတယ်သူရိုရာပကြီးကောက်ရှာရှိတယ်နောက်ပြီးဒီမှာသူဒီပကြီးကောက်တင်ရှိပါဖို့ဒီမှာအုတ်ခွက်တွေမှာလာအောင်ဆိုရင်စာရေးပြီးထိုးတဲ့စာတွေ့ရပါတယ်ဇီကတော့စကေခရီပါရထိုင်းဖန်နဲ့ဝေကြီးတို့ကဒီနေ့1000ဝန်းကျန်ရလောက်ထိဇီခရီပါတယ်ဆိုင်လေးဆိုတော့ဟုတ်ပြရပါဦးမသိပါအဝအစားတင်ကအစားဒီရှောင်းဒီအထေပြက်စီတင်ကအစားအကုန်လုံးကိုဝေလိုရနဲ့နေရာဖရက်ပါတယ်နောက်ထပ်လက်တန်ရဖရာကြောင်တစ်ခုကတော့ဒီဟိုဖရာကြောင်ဖရိုက်ပါတယ်ဒီဖရာကြောင်ဝန်အတွင်းဒီမှာတို့ကဒီပတ်ဝန်းကျင်ကိုတို့ကဓာတ်ပုံရိုက်ခွင့်ပြီးခဲ့လေပဲဒီဖရာကြောင်ရဲ့အထက်မှာတို့ကဓာတ်ပုံရိုက်ခွင့်ဗီဒီယိုရိုက်ခွင့်ကိုခွင့်မပြုထားတဲ့အတွက်ကြောင့်လည်းဗီဒီယိုဖိုင်တော့မပါပါဒီဖရာကြောင်ကဇာအတွက်စိုက်ဝင်စားဖို့ကောင်းတဲ့ story ကြီးဒီမရိုပရောင်ရွှေလောက်လာရဲ့ဘီယန်ချမ်မျိုးကိုစတီးခါမှာဒီစင်ကာရာစုဝန်းကျင်လောက်မှာဇမ်မီကနေပြီးဒီဇမ်မီဆိုလို့ရေကိုထိုင်းနိုင်ငံချက်မိုင်မျိုးအဖို့ဆိုပါဇမ်မီမျိုးကနေပြီးမြတ်ဖရာကိုပန့်လာပြီးမြတ်ဖရာကိုထောက်ဖို့အတွက်တိခါရအဆောက်အောင်နေရာပြပါတယ်ဒီဖရာအကြောင်းကိုတိဆောက်ပြီးနှိုက်ပေါင်း200ကျော်လောက်ထိမြတ်ဖရာဆိုဒီထိုင်းနိုင်ငံကအခုမြတ်ဖရာဆိုဒီဖရာကြောင့်မှာဆန်ဝကိန်းဝဆန်ဘလော့ခါဆိုပြပါတယ်တိုးတိုးလေးပဲဒီစကနိုင်ရာဆိုလောက်မှာဒီဘီယန်ချမ်မျိုးကိုထိုင်းဘီယန်ကနေပြီးလာသိမ့်ပြပြီးတမျိုးလုံးကိုဖြက်စီးလက်ခါပါတယ်ဖြက်စီးလက်ခါပြီးဒီမြတ်ဖရာကိုလေးပဲကိုလက်ရှိဆိုလို့ထိုင်းနိုင်ငံဘန်ကောက်မလို့မှာမြတ်ဖရာကိုဒေတာကိုကိုထပ်စားဖိုက်ပါတယ်ဒီတမိုင်းဂရောင်းဆိုင်ရတဲ့ရာဆိုလို့ဒီကလာအိုနေကနေပြီးဒီထိုင်းနိုင်ငံထိုင်းလူမျိုးတွေတို့ကဒီ ground နဲ့ပတ်သက်ပြီးကောင်းကြီးမကြင်မချမ်းအထင်မှာပါဝင်နေဆိုဖိုက်ပါတယ်ဒီနေရာမှာဒီစစ်ချရာဆိုလောက်ထိဆိုလို့လေပဲဒီထိုင်းနေကနေပြီးဒီကြောင်ဆောင်တွေကအကုန်လုံးကိုပရိုရှာဖြည့်ဆည်းခါတွေတက်ဒေတာတကားတွေနေတူတွေအကောင်ကြီးမှတ်တက်တွေနဲ့သိတဲ့ဆိုဟေးလို့တော့သိရပါတယ်ဒီဖရာကြောင်တွေမှာဆိုလို့ကတော့ဒီလာအိုလူမျိုးတွေရဲ့ရှီဟောင်းအဆောင်အောင်ရှီဟောင်းဖရာတွေဇက်တီယာပရန်ရာစုနိုင်လိုက်တက်ဂရိုက်အလိုက်ကိုဒီကပရထိမ့်သိမ့်ထားတဲ့လက်ရှိလေးပဲထိမ့်သိမ့်ထားတဲ့နေရာပြပါရရဆောင်တွေကိုဝင်လိုက်ရဲ့ဇာနရာဇူကဇက်တီယာပြန်ရာစုနိုင်လိုက်တန်ပြီးရဲ့ရှောင်းပြစီတွေကိုအကုန်လုံးကိုပရတလက်ကိုတွေ့ခါရပါတယ်ကျောင်းဆောင်စုလေးပဲဒီနေရာမှာတော့ဖုံးပြီးတို့မထားပါ1990ဝန်းကျင်လောက်မှာဒီကျောင်းဆောင်ကိုပရတိုက်ဖိုင်နေသူကပရောင်းလိုက်ပါတယ်ထူခလစကားတော့ဒီမြတ်ဖရလောက်ရဲ့အနေဆုံးဘန်ကားလောက်ပြီးမှမြတ်ဖရကိုဖူခွန်ထားကလေးပဲဒီနေရာမှာမြတ်ဖရကိုထားခိုင်းနေအောင်မှာတော့ဝန်ကြီးပြကြတော့မလိုပါဓာတ်ပုံကမလိုက်ပါနဲ့ကင်မရာမလိုက်ရဲ့အဆန်ပေးပါလားဒီရှန်ကတော့ဒီမရိုဘရန်ကိုပြန်ထွက်ပါလားဘီယန်ချမ်မရိုကနေအထွက်မရန်ကွမ်ဖိုက်ပါတယ်ဒီအထက်မရန်ကွမ်မှာဒီနေ့ချင်းလောက်အရှင်ရတဲ့တွင်နဲ့သူတို့တန်စီစံတခုကိုဒီနေ့မှာဝန်ဝေးရဲ့လေးလာခါကပါဒီဟိုဟိမဆိုင်ပေါက်ဆိုသူတို့တန်စီဆိုင်ဆောင်ပေါက်ဖိုက်ပါတယ်ဒီဒေါ်နေမှာဆိုတော့ကတော့စီအပံမျိုးစုံကိုသူတို့ပြသထားပါတယ်ဒီမှာစီဖက်ကအပံမျိုးစုံကိုတန်ဆေးရင်ဖိုက်သူတို့ခန်းချပြသထားတဲ့ကိုတွေ့ရပါတယ်ဘူးတဘူးကိုအမျိုးစားမတူရဲ့အပန်တပန်စီထိထားပါတယ်ပြီးခဲ့ခွက်တင်လေအမြောက်ကြီးပါရက်နေမှာဆိုတန်ရစီခွက်တယ်အမြောက်ကြီးကိုသူတို့ရှာထားပါတယ်ဒီနေရာမှာဆိုလို့လေဒီဗုဒ္ဓနေရစီကျင်းကိုလေဒီနေရာမှာအကုန်လုံးကိုစီတော့ဆိုရင်လည်းဆွေးပြီးရဲ့ခန်းချပြသထားတဲ့ကိုတွေ့ပါတယ်နောက်ဒီအထက်မှာဆိုလို့ရတော့ဒီကိုလက်ရှိရ product တွေကိုပြန်ပြီးထောက်လောက်ရှာနေစီတင်ကိုလည်းဒီနေရာမှာအကုန်လုံးခန်းကျန်ထားပါတယ်လေးလာလို့လေး right ပိုင်း
ဝေလို့လေးရပါတယ်သူတို့ကဘေးနဲ့မှာရှမ်ပရာလူတင်ထားပါတယ်ရှမ်ပရာလူတင်ကနေပြီးဒီစီကစားစွမ်းရေးဆိုတော့နမူနာအနေနဲ့3 ကီလိုရရဲ့ credit ဆိုလေဝေလို့ရပါတယ်ဒီရှုံဘူးကြီးတွေပလန်ကြီးနဲ့လည်းမြောက်ပြီးပါနောက်ပြီးတရောရိုရာတွေနောက်ပြီးပြီးနဲ့ရိုရာတွေစသဖြင့်ပြန်ရိုရာပေါင်းစုံရဲ့စီတင်ဒီမှာဆိုဂျန်ဆန်တွေရှိပါတယ်ပုံစံမျိုးစုံမှာဒီမှာဘူးပလန်ရှိတဲ့သူတို့အညွန့်တွေနဲ့တော့ပလာထားဆိုတွေ့ရပါတယ်စီဒီကတော့အများကြီးပါထားက2ထားဖိုက်ပါတယ်2ထားတိုင်းမှာကိုယ်အခန်းရှိတဲ့အခန်းရှိတဲ့ခွဲပြီးတည်တံပလာထားထားပါတယ်ဒီဘေးမှာလေးပဲသူရှမ်ပရာဖို့အတွက်ဒီဝန်ထမ်းတွေခန့်ထားပါတယ်ဝန်ထမ်းတွေကအများကြီးပါသူတို့ကလိုက်ပြီးရှမ်ပရာပြီးပါတယ်ဒီမှာစီပူပြီးဆိုတော့လေအဂရီတွေတွေ့ပါတယ်